ုံကံပြိုမေတို့အာမန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြိုမေတို့ကိုအာမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ပဲခူးရုံမဘက်ကတက်မှတော့တော်ဝင်တောင်းမှာထမ်းဆောင်နေသူမဲနန်ဒေါနာပဲဖြစ်ပါတယ်ဟုတ်ကဲ့အမရေမင်္ဂလာပါနော်ဟုတ်ကဲ့ရှင်မင်္ဂလာပါအမနဲ့ညီလေးနဲ့အခုလက်ရှိလှုပ်ရှားနေတဲ့အဖွဲ့အစည်းလေးကိုမိတ်ဆက်ပေးလို့ရမလားရှင်ဟုတ်ကဲ့ရပါတယ်ရှင်ကျွန်တော်နာမည်ကတော့ရဲဘော်မင်းနဲ့ဒေါနာဖြစ်ပါတယ်ဗောနော်ကျွန်တော်ကတော့ဒီဘကိုးရုံးမဘက်ကဗောနော်တက်မဟာ3မှာတော်ဝင်တောင်းမှာထောက်ဖို့ဖြစ်နေတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဟုတ်ကဲ့ဒီပေါ့နော်အမကအခုလက်ရှိလူဦးတော်လန်ရေးမှာပါဝင်လာတာမဟုတ်ဘဲနဲ့ပေါ့နော်အရင်ကလည်းနိုင်ငံရေးလှုပ်ရှားမှုတွေရှိခဲ့လို့ညီမတို့ကြားသိရရပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အမရဲ့ background လေးကိုပြန်ပြောပြလို့ရမလားရှင်ရပါတယ်ရှင်ကျွန်တော်ကကြတော့2012ပေါ့နော်ဒီပေါ့ဒီပါတီကိုတရားဝင်မှတ်ပုံတင်ရပြီဆိုတော့နေပါတီကနေပြီးတော့ကျွန်တော်ကမြို့နယ်ကနေပြီးတော့ကျွန်တော်အများပြည်သူလူထုရဲ့မဲပေးပြီးတော့ရွေးချယ်ခွင့်အဖြစ်နဲ့ကျွန်တော်မြို့နယ်အတွင်းမှုဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ်။အဲဒီ2012တုန်းကတာဝန်ထမ်းဆောင်နေခဲ့တဲ့အချိန်တုန်းကလည်းပါတီဒီဟိုတရားဝင်မှတ်ပုံတင်ပြီးတော့တာဝန်ထမ်းဆောင်တဲ့အချိန်တုန်းကလည်းကျွန်တော်တို့ကပထမအဦးဆုံးလှုပ်ရှားရတာပါလဲဆိုတဲ့ခါကျတော့2000အခြေခံဥပဒေပြင်ဆင်ရေး436ပေါ့နော်။ပုံမှန်436ပြင်ဆင်ရေးကျွန်တော်တို့ကဒီ campaign တွေကိုကျွန်တော်တို့ကလုပ်ရတယ်။ပြီးတော့ပြည်သူလူထုကြားတဲ့ဟိုလို့ဟောပြောပွဲတွေကျွန်တော်တို့ဆင်ခဲ့ရတယ်။အဲ့ဒါကြီးပေါ့ဘာလို့လဲဆိုတော့ဂျက်တဲ့ရွေးကောက်ပွဲဆိုတဲ့ခါကျတော့ကျွန်တော်တို့တွေကဒီပေါ့နော်အဲ့ဒီတုန်းက44နေရနော်44နေရပါတီကနေပြီးတော့ဒီပေါ့နော်လစ်လက်ရွေးချယ်ပေါ့နော်ဟိုမဲဆန္ဒနယ်မြေ44နေရရှိတယ်အဲ့ဒီချိန်မှာကျွန်တော်တို့တပိတ်ချင်းမြို့နယ်ကကျတော့အဲ့44နေရမှာကျွန်တော်တို့ကမပါဘူးမပါပေမဲ့ကျွန်တော်ကကြောင့်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့44နေရဟိုမှာရှိနေတဲ့ပြပမှာရှိနေတဲ့ဒီပြပကတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအားလုံးပေါ့နော်မဲဆန္ဒအဲ့ဒီပေါ့44နေရာမှာပါတဲ့မဲဆန္ဒရှင်ပြည်သူတွေအားလုံးကိုကျွန်တော်တို့ကနေပြီးတော့ online ပေါ်ကနေပြီးတော့ campaign တစ်ခုကျွန်တော်လုပ်ပြီးမှကျွန်တော်ကမဲဆွယ်စီးရုံးလာတဲ့အဲ့ဒီအစခဲ့အဲ့ဒီအစခဲ့တဲ့ခါကျတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ဒီဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာဒီပေါ့နော်2022ကျတဲ့ရွေးကောက်ပွဲမှာဒီပေါ့နော်မြို့သားဒီမိုကရေစီဖွဲ့ချုပ်NLD ကိုမဲပေးဖို့လေကျွန်တော်အဲ့မှာမဲဆွယ်ခဲ့ရတယ်အဲ့ဒါတွေမဲဆွယ်ပြီးတော့ကျွန်တော်တို့2000အခြေခံဥပဒေပြင်ဆင်ရေးပုံမှန်436ပြင်ဆင်ရေးဆိုပြီးကျွန်တော်တို့တွေအားလုံးအဲ့ဒီ campaign တွေလည်းကျွန်တော်တို့လုပ်ရတယ်ပြည်သူကြားထဲမှာလည်းဟောပြောပွဲတွေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အကုန်လုံးလုပ်ရတယ်နောက်တစ်ခုကကြောင့်2012ဆိုတဲ့အချိန်မှာကကြတော့ကျွန်တော်တို့ကဟိုရွေးကောက်ပုံဝင်လိုက်တဲ့အချိန်မှာ44နေရာမှာ43နေရာနိုင်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ်စားလှယ်တွေက43နေရာတင်အဲ့ဒီထဲမှာဝင်နေရတာမှတ်မိမယ်အပြင်မှာကြောက်ကျွန်တော်တို့တွေပါတီမှာကြောက်တော်တော်လေးလှုပ်ရှားကြတယ်တနိုင်ငံလုံးအတိုင်းတိုင်းကတော်တော်လှုပ်ရှားခဲ့ရတယ်အဲ့တော့ဘာကြီးလှုပ်ရှားရလဲဆိုတဲ့ခါကျတော့အဲ့ဒီသူတို့နော်ဒီအဲ့ဒီသူတို့လက်ရှိပေါ့အစိုးရပေါ့နော်အဲ့ဒီအစိုးရရဲ့ပေါ့သူတို့ရဲ့လုပ်နေတဲ့အရာတွေပြည်သူဘက်ကနေကိုရက်တီပေးရတာပေါ့ဘာကြီးလဲဆိုတဲ့ခါကျတော့တရားမျှတမှုမရှိတဲ့ဟာတွေပြီးကြတော့ကြီးနိုင်ငံနဲ့ဖြစ်တဲ့အရာတွေပြီးကြတော့ဒီဘန္နာစီမံရေးနဲ့ပတ်သက်လို့မှုဒီဖွံ့ဖြိုးတိုးတက်ရေးတွေချပေးထားတဲ့ငွေတွေပေါ်မှာသူတို့ကအဲ့ဒီငွေတွေအတိုင်းကိုတည်တည်ချာချာဘတ်ဂျက်တွေကိုလုတ်ပေးတာလုတ်မပေးဘူးလားဆိုတော့ကျွန်တော်တို့ကလိုက်ပြီးတော့စစ်ဆေးရတယ်ပြည်သူဘက်ကနေရက်တီပြီးလုပ်ရတယ်အဲ့လိုလုပ်လိုက်တဲ့အချိန်မှာပဲ2015ရွေးကောက်ပွဲရတဖြည်းဖြည်းနဲ့ရောက်လာခဲ့အဲ့ချိန်မှာ2015ရွေးကောက်ပွဲရောက်လာတဲ့အချိန်မှာဒီကောင်တွေက2015ရွေးကောက်ပွဲမှာကိုတပိတ်ချင်းကိုအဲ့လောက်တောင်ပြိုကမ်းပြိုနိုင်မယ်လို့သူတို့ထင်မထားဘူးဘာဖြစ်လို့လဲဆိုတပိတ်ချင်းမြို့နယ်မှာစစ်တပ်9တပ်ရှိတယ်ကွာစစ်တပ်9တပ်ရှိတဲ့အခါကျတော့မနိုင်လောက်ဘူးပဲထင်ထားတာမနိုင်လောက်ဘူးပဲထင်ထားတဲ့အခါကျတော့2015ရွေးကောက်ပွဲမှာကကြတော့ကိုရီးယားကြတော့ဟိုရွေးကောက်ပွဲမှာလည်းဟိုဘောနော်မြို့နယ်တွင်းမှုဖြစ်နေလေရွေးကောက်ပွဲမှာကိုကဒီပါဝင်ပေးရတယ်ပြီးကြတော့ပေါ့နော်ဒီတမျိုးနယ်လုံးရဲ့မဲဆက်စည်းရုံးရေးမှုအဖြစ်နဲ့လေဒီဟာတွေကိုလုပ်ပေးရတယ်လုပ်ပေးရတဲ့အချိန်မှာ2015မှာကမဲရတောင်မျိုးကန်းပြိုနိုင်သွားတယ်မှတ်မထင်မဲနဲ့အဲ့ဒီအချိန်မှာဒီကောင်တွေကသူတို့ရဲ့မဲတောင်မျိုးကန်းပြိုနိုင်သွားတဲ့အချိန်မှာဟိုသူတို့တွေတော်တော်လေးအဆင်မပြေဖြစ်သွားတဲ့အချိန်မှာရွေးကောက်ပွဲပြီးချင်းမဲသူတို့ကဟိုပေါ့နော်သူတို့တတ်မှတ်ထားရဲ့အတွင်းမှာပဲဟိုကိုရွေးကောက်ပွဲဥတွေပုံမှန်9ခုနဲ့တရားစွဲတယ်ကွာတရားစွဲတဲ့အချိန်မှာတစ်နှစ်လောက်ကိုပဲတရားရင်ဆိုင်လိုက်ရတယ်ဒီဟာကပေါ့နော်ရေကောက်ပွဲဥပဒေပုံမှန်တွေဥပဒေနဲ့ကိုကကျွလွန်ထားတာဘာတစ်ခုမှမရှိတဲ့အခါကျတော့အမှုတစ်နှစ်လောက်ရင်ဆိုင်ရတဲ့အချိန်မှာအဲ့ဒီဂျမ်ဖို့ကက်ကရှုံးသွားတယ်ရှုံးသွားတဲ့ခါကျတော့သူတို့ရရှုံးသွားတော့သူတို့ရအမှုပိတ်ပေးဖို့လာပြီးတော့တောင်းမှန်မဲတို့ဘာတို့ညာတော့ရှေ့ဘာမှလာမတောင်းမှန်နဲ့ဘာမှမလို့ချင်ဘူးသူတို့မျက်နှာလည်းမကြည့်ချင်ဘူးအဲ့တော့ကိုနိုင်တယ်ကိုသိခါရှိအနိုင်ခံပဲအဲ့တော့အဲ့ဒါထားလိုက်တော့ဆိုပြီးမှ2015မှာလည်းအဲ့လိုပြီးခဲ့တယ်2015ပြီးတဲ့ခါကျတော့
2015ပြီးလာတဲ့ခါကျတော့ဒီပေါ့နော်ဒီရွေးကောက်ပွဲကနေပြီးတော့နိုင်တဲ့အစိုးရသည်အစိုးရတရဖြစ်တဲ့အတွက်အဲ့ဒီအစိုးရတရဖြစ်လာတဲ့အချိန်မှာကိုယ်အစိုးရဖြစ်လာတဲ့အချိန်မှာဘာလို့ရလဲဆိုတော့မြို့နယ်တွင်မူတယောက်အနေနဲ့ဒီတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ရတယ်ပြီးကြတော့ပေါ့နော်ဒီဟိုကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်စေပေကန်းတွေပညာရေးတွေပြီးကြတော့နောက်တစ်ခုကဘာလဲဆိုတဲ့ခါကျတော့နော်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေအားလုံးကိုကပြည်သူ့ကြားမှာကိုလိုက်ပြီးတော့ဒါတွေကိုလုပ်ပေးရတယ်အဲ့လိုလုပ်ပေးတဲ့အချိန်မှာပဲ2015ကနေပြီးတော့2015မှာဒီလိုပုံစံမျိုးလုပ်ပြီးရဲ့ခါကျတော့အဲ့2015ပြီးတဲ့ခါကျတော့လည်းဒီလိုပဲ2008ခြေကဥတွေပြင်ဆင်ရေးပုံမှန်430ပြင်ဆင်ရေးဆိုတဲ့နေရာတွေမှာလည်းအဲ့ဒါမှာလည်းစီယုံဟောပြောမှုတွေလည်းပြည်သူကြားထဲမှာအကုန်လုပ်ပေးရတယ်အဲ့တော့2015ပြီးတဲ့အချိန်မှာ2015လွတ်တော်ကိုယ်စားလှယ်ကအမှတ်မထင်တဲ့ကျွေးလင်းသွားတဲ့အချိန်မှာဂျက်ဘက်ရွေးကောက်ပွဲဆိုတာရှိလာခဲ့တယ်အဲ့ဂျက်ဘက်ရွေးကောက်ပွဲမှာလည်းကျွန်တော်တို့ကစစ်တပ်9တက်ရှိတဲ့ဘောနော်ဒီတပိတ်ချင်းမြို့နယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကတောင်ပြူကမ်းပြူနဲ့တခါနိုင်အောင်ပြန်ပြီးရှင်းပြနိုင်ခဲ့တယ်အဲ့တော့အဲ့လိုတွေပြီးရဲ့အခါကျတော့ကျွန်တော်တို့ကအဲ့လုပ်ငန်းတွေအကုန်လုံးပြီးတဲ့အချိန်မှာဒီပေါ့နော်ဒေတာဖွံ့ဖြိုးတိုးတက်ရေးတွေဒီပါတီကနေပြီးတော့ကျွန်တော်တို့ကနိုင်ငံကောင်းအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ကပါတီထဲမှာဝင်ပြီးတော့ကျွန်တော်တို့ကလှုပ်ရှားတာအဲ့တော့ Federal Democracy နိုင်ငံဖြစ်ဖို့ Democracy စစ်မှန်သော Democracy နိုင်ငံဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီဒီအမြဲတမ်းနိုင်နေရမယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းတွေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကပြည်သူလူထုနဲ့ထိတွေ့တဲ့အချိန်မှာလည်းပြည်သူလူထုရဲ့လိုအပ်တာတွေအားလုံးကိုကျွန်တော်တို့အားလုံးကိုဖြည့်ဆည်းပေးတယ်ဖြည့်ဆည်းပေးတဲ့ခါကျတော့ကျွန်တော်တို့ကပြည်သူတွေကြားထဲမှာသွားလာလှုပ်ရှားရရလဲအဆင်ပြေတယ်2018မှာလည်းကျွန်တော်တို့နိုင်လိုက်တယ်2018မှာကျွန်တော်တို့နိုင်ပြီးတော့16ပဲရောက်လာတဲ့ခါကျတော့ဒီပေါ့နော်ဒီဒေတာဖွံ့ဖြိုးတိုးတက်ရေးလုံရင်းနဲ့ဒီ COVID-19 ဆိုတဲ့ယောဂါကြီးဖြစ်လာတဲ့အချိန်မှာကျွန်တော်ကပါတီတောင်ဝန်လည်းထမ်းဆောင်တယ်နော်ဒီပေါ့နော်ဟိုပါပေါ့pride နဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့ကထမ်းဆောင်တယ်ထမ်းဆောင်ပြီးတော့ကျွန်တော်တို့ကဒီ COVID-19 မှာ volunteer အဖြစ်ပေါ့နော် COVID-19 စတဲ့ကနေပြီးတော့ COVID-19 အဆုံးတဲ့အထိအောင် volunteer အဖြစ်နဲ့ကျွန်တော်တို့ကပါဝင်ပြီးတော့ပြည်သူကိုကူညီပေးခဲ့တယ်အဲ့တော့ပြည်သူကူညီပေးခဲ့တယ်အဲ့တော့ပြီးတဲ့ခါကျတော့2020ရွေးကောက်ပွဲဆိုတာကျွန်တော်တို့ကရောက်လာတယ်2020ရွေးကောက်ပွဲမှာလည်းဒီလိုပဲကျွန်တော်တို့တွေနိုင်အောင်အများကြီးစူးစမ်းခဲ့ရတယ်2015 2018ထက်2020ကကျွန်တော်တို့ကတော်တော်လေးကိုခက်ခဲနဲ့စူးစမ်းခဲ့ရတယ်အများကြီးရှိပါတယ်မဖြစ်လို့လဲဆိုတော့အရင်ရွေးကောက်ပွဲတွေနဲ့မတူဘူးကွာသိလားသူတို့ဘက်ကအကြမ်းဖက်တဲ့ပုံစံမျိုးတွေနဲ့ဖြစ်လာခဲ့တယ်ဒါမျိုးတွေကိုကွာခက်တွေရွေးခဲ့ရတယ်အဲ့ဒီအချိန်မှာဆို2015ရွေးကောက်ပွဲမှာဆိုလို့ရှိရင်COVID-19 ကလည်းရှိနေတဲ့ခါကျတော့လူစုလူဝေးနဲ့စီယုံဟောပြောလို့မရဘူးစီယုံဟောပြောလို့မရတဲ့အချိန်မှာကိုကအရင်တုန်းကတော့လူစုလူဝေးနဲ့စီယုံဟောပြောပြီးကိုပါတီနိုင်အောင်ပေါ့နော်ပါတီကနေပြီးတော့နိုင်ငံကောင်းဖို့အထိအောင်ကိုကအဲ့ဒီတော့စူးစမ်းခဲ့တဲ့လူဆိုတော့လူစုလူဝေးနဲ့အစည်းအရုံးလို့အဆင်မပြေဘူးဆိုတော့အဲ့ဒီအချိန်မှာကိုကဗာလဲ idea တစ်ခုရသွားလဲဆိုတော့ငါကတော့ line ပေါ်ကနေပြီးတော့ပဲပြန်ပြီးတော့စီယုံမယ်အဲ့တော့ line ပေါ်ကစီယုံမယ် line ပေါ်ကစီယုံလို့ရှိရင်အဲ့တော့ကိုတိုင်းကအောင်နိုင်ရေးနဲ့ပတ်သက်တယ်ပေါ့နော်ဒီပေါ့နော်ရွေးကောက်ပွဲအောင်နိုင်ရေးတခြင်းတွေကိုတိုင်းဆိုတယ်ပေါ့နော်ကိုတိုင်းဆိုပြီးတော့တနိုင်ငံလုံးအတိုင်းတာရဒီရွေးကောက်ပွဲအောင်နိုင်ရေးတခြင်းနဲ့ပတ်သက်တဲ့ခွေတွေကိုအကုန်လုံးကိုလည်းခမဲ့ဖြန့်ပေးတယ်ဖြန့်ပေးပြီးမှ line ပေါ်ကနေပြီးတော့လည်းမဲဆွဲတယ်ကိုတိုင်းလည်းဆိုတယ်ကိုတိုင်းလည်းကတယ်ပေါ့ကွာဒီလိုပုံစံမျိုးနဲ့မဲဆွဲစီယုံခဲ့တယ်ပြီးတော့လည်းပြည်သူကြားမှာလည်းလူနည်းစုအများကြီးမသွားရတဲ့ခါကျတော့လူနည်းစုနဲ့သွားပြီးစီယုံတဲ့ချိန်မှာ2020မှာလည်းအများကြီးအောင်မြင်ခဲ့တယ်ဒါပေမဲ့အများကြီးအောင်မြင်ခဲ့တယ်ဆိုပေမဲ့ရိုးရိုးလေးအောင်မြင်ခဲ့တာမဟုတ်ဘူး2020ရွေးကောက်ပွဲမှာကိုဒီပေါ့နော်တကောင်းဘက်မှာကိုမဲယုံကိုယ်စားလှယ်အဖြစ်ရောက်တဲ့အချိန်မှာကိုမဲတွေဝင်ပေးနေရင်လည်းကိုကပဲတစ်ဖက်ကကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေပြီးတော့ဒုတ်တွေဓားတွေလေးခွတွေပေါ့ကွာဓားတွေနဲ့ကိုကပဲကိုတက်မဲကျင်းမဲနဲ့ဟိုကနေချောင်းပြဒီကနေချောင်းပြနဲ့ဒီလိုပုံစံမျိုးဖြစ်လာလို့ပြည်သူကကိုစောင့်ရှောက်ပြီးတော့နေခဲ့ရတဲ့အခြေအနေဖြစ်ခဲ့တယ်ဒါပေမဲ့ကိုကအဲ့ဒီသူတို့တွေဘလောက်ပဲဒီလိုပုံစံမျိုးချင်းချောက်ကြောက်ဘလောက်ပဲဘလိုပုံစံမျိုးပဲဖြစ်ဖြစ်ကိုဘက်ကဘာမှမတုံ့ပြန်ခဲ့ဘူးဘာကြောင့်လဲဆိုတဲ့ခါကျတော့ရှေ့မှာလဲကိုကရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့ကိုကပုံမှန်9ခုနဲ့ဆွဲခံခဲ့ရတာကိုမှန်တယ်လို့ကကိုနိုင်ခဲ့တယ်ဆိုတဲ့ခါကျတော့အဲ့ဒါတွေကိုသူတို့ဘာကိုလုပ်ငန်းကိုလုပ်ပြီးတော့ပြီးအောင်နေခဲ့တယ်ပြီးအောင်နေခဲ့ပြီးတော့သူတို့ကိုပြည်သူကနေပြီးတော့ကိုယ်ကိုစောင့်ရှောက်ပြီးမှသူတို့ကိုယ်နားမှာလူတွေဝိုင်းလာပြီးဆိုမှအဲ့ဒီသူတို့ရွေးကောက်ပွဲမှာအကြမ်းဖက်ပြီးလာလုပ်တဲ့ဟာမျိုးတွေကဒါတွေကသူတို့ share သွားတာဒါအဲ့ဒီရဲ့နောက်ကြတော့လေဒါ2020ရွေးကောက်ပွဲဆိုတာကရှင်းပြောရလို့ရှင်တော့တောင်ပြိုကမ်းပြိုတော်တော်နိုင်သွားတယ်
အဲ့တော့တောင်မျိုးကောင်းမျိုးတော်တော်နိုင်သွားတော့ကိုရီးယားပြောတာပေါ့နော်ကိုရေကောက်ပွဲဒီကအောင်သွားပြီပေါ့ Federal Democracy နိုင်ငံအတွက်ကိုဒါ2020ဟာအဆုံးဖြတ်ပဲရှိတယ်2020ဒီငါတို့အတွက်ကအရန်ကိုကပဲစူးစမ်းခဲ့ရတာဖြစ်တဲ့အတွက်ခဲနဲ့စူးစမ်းခဲ့ရတဲ့တန်ဖိုးရှိတဲ့ရေကောက်ပွဲတစ်ခုလို့ကိုကတော့ထင်နေပေမဲ့မကြောက်ဘူးပေါ့နော်ဒီအာနာမသိငခင်တော်၄ရက်လောက်အလိုမှာကျွန်တော်တို့ကမန်းတိုင်းမှာရှိနေတယ်ပေါ့နော်အရေးပေါ်အစည်းအဝေးခေါ်တယ်ရေးပေါ်အစည်းအဝေးမန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ခေါ်ပြီးမှဒီအဲ့နေမှာကျွန်တော်တို့ဒီပေါ့နော်ဒီအစိုးရတစ်တရက်ဒီဒီလွှတ်တော်တွေကိုဝင်ရတော့မယ်လွှတ်တော်တွေကိုဝင်နေဆိုလို့ရှိရင်ဒါကလည်းဒီအစိုးရတရက်ဖြစ်သွားပြီဒါပေမဲ့ဒီလုံးရက်ပေါ်မှာကိုသူတို့တွေမကျေနပ်တာရှိတယ်အဲ့တော့အာနာသိမ့်ပွဲနိုင်ရရှိတယ်အဲ့တော့အဆင်ပြေသလိုကိုယ့်ဟာနဲ့ကိုယ်တတိနဲ့နေကြပါလို့ကျွန်တော်တို့တွေဒီပေါ့နော်ဒီတတိပေးလိုက်တယ်ပေါ့နော်အဲ့ဒီအစည်းအဝေးမှာတတိပေးလိုက်ခဲ့ရကျွန်တော်တို့ကတတိနဲ့နေရတယ်တတိနဲ့နေရတဲ့အခါကျတော့အဲ့တော့မနေ့ပြန်လို့ပုံစံမျိုးကိုကိုယ့်ရဲ့ပေါ့နော်အစိုးရတရက်ကြီးကမနေ့ပြန်လို့ပုံစံမျိုးမြင်ရတော့မယ်ဆိုပြီးတော့ကိုကမျောလင်းနေတဲ့အချိန်မှာအမထင်မနဲ့ကိုအိပ်ပျော်သွားတယ်အဲ့တော့အဲ့ဒီနေ့မှာပဲမနေ့၄နာရီတုန်းမှာပဲအဲ့တော့မနန်းဆိုတာလာနှိုးကြတယ်ပေါ့ဘယ်သူကလာနှိုးရလဲမသိဘူးပေါ့ဆိုအဲ့ဒါနဲ့အိမ်တကားကိုဖွင့်ပေးလိုက်တဲ့အချိန်မှာအရက်ဝတ်တွေနဲ့ယူနီဖောင်းမပါဘူးအရက်ဝတ်တွေနဲ့ကိုကတော့မသိဘူးပေါ့အဲ့ချိန်အရက်ဝတ်တွေနဲ့လူ5 6ကကိုလာခေါ်တယ်ပေါ့နော်အမစကားတွေအခြေတင်ပြောပြီးဘလို့မှမရအောင်နောက်ပိုင်းကျတော့စစ်ကားတွေပါရောက်လာပြီးတော့အဲ့ဒီနေ့မှာပဲကိုဖမ်းခံခဲ့ရတယ်ပေါ့အဲ့တော့အဲ့လိုဖမ်းခံခဲ့ရပြီးတော့အဲ့ဒီနေ့မှာပဲကိုကအဖမ်းခံခဲ့ရပြီးတော့နောက်ကျတော့သူတို့တွေပေါ့နော်ဟိုအဲ့ဒီထဲမှာပဲတက်က73နဲ့မှဖန်ခံရတဲ့ခါကျတော့သူတို့ကိုဘာလုပ်ချင်တာလဲကိုကသူတို့ဘာလုပ်ချင်တာလဲမေးတယ်ဘာဖြစ်ချင်တာလဲမေးတယ်သူတို့ကလည်းညှိနှိုင်းစရာရှိလို့ကိုကလည်းညှိနှိုင်းစရာဘာကြောင့်မှမရှိဘူးညှိနှိုင်းမယ်ဆိုလို့ရှိရင်အပေါ်ကလူကြီးနေပဲညှိနှိုင်းလို့ပြောတဲ့ချိန်မှာ तू ကဘယ်လိုပြောလဲဆိုတဲ့ခါကျတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့သူတို့ပြောချင်တယ်အဲ့ဒါလေးကျွန်တော်တို့မသိဘူးကျွန်တော်ပေးတဲ့ဒီကျွန်တော်မဲကိုကျွန်တော်ပေးခဲ့တဲ့အတွက်ကျွန်တော်တို့အဲ့ဒါလေးဘာမှမသိဘူးအဲ့တော့ကျွန်တော်တို့ညှိနှိုင်းစရာမလိုဘူးအဲ့တော့ကျွန်တော်တို့ပြန်လှုပ်ပါဆိုမယ်ဒါပေမဲ့ပြန်လှုပ်ပါဆိုပြီးမှ3ရက်နေမှာသူတို့ပြန်လှုပ်တယ်ကွာ3ရက်နေမှာပြန်လှုပ်တော့ဆိုပြန်လှုပ်မယ်ဆိုတော့သူတို့ခေါ်တယ်သူတို့ကိုပြောလိုက်တယ်သူတို့လက်မှတ်တွေထိုးခိုင်းမလားလို့မေးတယ်ပေါ့နော်ကျွန်တော်ကိုဘာကိစ္စကျွန်တော်ပြန်လှုပ်မယ်ဟုတ်ပြီပြန်လှုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဘာလုပ်ကျွန်တော်ကနိုင်ငံရေးကိုဘယ်တော့မှမလုပ်ရဘူးလို့လက်မှတ်ထိုးရမယ်ခံဝန်လက်မှတ်ထိုးရမယ်ဆိုရင်ကျွန်တော်ကနိုင်ငံရေးကိုဘယ်တော့မှမလုပ်ရဘူးဆိုပြီးလက်မှတ်ထိုးမယ်ဆိုရင်ကျွန်တော်ကမလွတ်ချင်တယ်ကျွန်တော်လုံးဝလက်မှတ်မထိုးဘူးကျွန်တော်နဲ့တူဖန်ခဲ့တဲ့လူတွေကျွန်တော်အဲ့လိုပါအဲ့ချိန်မှာကျွန်တော်ကခဏနေအောင်သူကအဲ့ဆိုခဏနေအောင်စောင့်ကြည့်လိုက်အောင်ဆိုပြီးတော့ကျွန်တော်စောင့်ကြည့်တော့သူတို့လာတယ်။ဘာကိစ္စပြောလဲဆိုတော့နိုင်ငံရေးကိုဘယ်တော့မှမလုပ်ပါဘူးဆိုတဲ့လက်မှတ်ကိုတော့သူတို့မထိုးခိုင်းဘူး။အကျန်းဖက်တဲ့ပုံစံမျိုးနဲ့ကိုမပတ်သက်ပါဘူးလို့သူတို့ပြောလိုက်။သူတို့ပြောမလုပ်ပါနဲ့လို့သူတို့ပြောတယ်။အဲ့ချိန်မှာကျွန်တော်ကလက်မှတ်ထိုးခိုင်းတာလည်းမဟုတ်ဘူး။နှုတ်ကလေးနဲ့ပဲပြောလိုက်တယ်။ဟုတ်ပြီကျွန်တော်တို့ဘက်ကတော့စပြီးအကျန်းဖက်တဲ့ပုံစံမျိုးတော့ကျွန်တော်ဘယ်တော့မှမလုပ်ပါဘူးလို့နှုတ်နဲ့ဒီလိုပဲပြောပြီးအဲ့နေမှာပဲကျွန်တော်ကိုပြန်လွှတ်လိုက်တယ်။ပြန်လွှတ်ပြီးတော့9ရက်နေ့မှာပဲအနီအောင်ကမ်ပိန်းတွေစပြီးတော့ဒါဒီတော်လှန်ရေးထဲမှာရောက်တော်လှန်ရေးနွေဦးတော်လှန်ရေးပေါ့နော်ဒီဆန္ဒငင်းကြတော့ဆန္ဒပြတဲ့ထဲကိုရောက်လာပြီးမှဘယ်လိုမှပြနေရင်လည်းဘယ်လိုမှအဆင်မပြေတော့ဒီဘက်ကိုရောက်လာပြီးတော့လက်နက်ကန်တဲ့လမ်းစဉ်တွေကိုရောက်လာတာပါပဲကျွန်တော်ရဲ့ဒါခီးချမ်းတော့ဒါပါပဲရှင်ဟုတ်ကဲ့ဒီနွေဦးတော်လှန်ရေးကိုဒီစတင်ပါဝင်လာရပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ကိုအာဏာသိမ်းတာကိုလက်မခံနိုင်လို့အမအနေနဲ့ဒီနွေဦးတော်လှန်ရေးမှာဒီစစ်ပညာရေးသင်ကြားခဲ့တယ်လို့ကြားသိရတယ်ပေါ့နော်ဘယ်ချိန်ကနေစပြီးတော့ဒီစစ်ပညာကိုသင်ကြားခဲ့ပြီးတော့တောထဲကိုရောက်ရှိခဲ့ရလဲရှင်ဟုတ်ကဲ့ရှင်ကျွန်တော်ကအဲ့ဒီမော်ကျွန်တော်ဖမ်းခံရတယ်အဖမ်းခံရပြီးတော့ကျွန်တော်ကဒီပေါ့နော်ဒီဆန္ဒပြတဲ့အချိန်မှာကျွန်တော်ကဒီမှာကိုနေမြေမှာဆန္ဒပြတာအဆင်ပြေတော့မန္တလေးကိုကျွန်တော်ကမန္တလေးမှာရှိနေတဲ့နေရာတွေကိုရှောက်ပုံတယ်ပြီးတော့ပေါ့နော်ဒီမြတောင် defense စစ်ကြောင်းမှာလည်းကျွန်တော်ကပါဝင်ပြီးဆန္ဒပြခဲ့တယ်အဲ့ဒါပြီးတဲ့အခါကျတော့ပုံမှန်905နဲ့ကျွန်တော်ကအထုတ်ခံလိုက်ရတဲ့အချိန်မှာကျွန်တော်ဘလို့မှအဆင်မပြေတဲ့ခါကျတော့2021 4လပိုင်းမှာကျွန်တော်ကဒီကရင်ပြည်နယ်ဘက်ကိုရောက်လာခဲ့တယ်ရောက်လာခဲ့ပြီးတော့ကျွန်တော်က2021 6လပိုင်းမှာ PDF အပတ်စဉ်8ဆိုတဲ့စစ်တင်တာကိုကျွန်တော်ကစတင်ပြီးတက်ရောက်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ဒီအရင်ကပေါ့နော်အမကဒီကော်ဘရာမှာဒီတိုက်ခိုက်ရေးနဲ့1000မှာပေါ့နော်ပါဝင်ဖြစ်ခဲ့တယ်လို့လည်းကြားသိရတယ်ပေါ့နော်ဒီအမအနေနဲ့ပါဝင်ဖြစ်ခဲ့ပုံလေးကိုလည်းပြောပြပေးလို့ရမလားကျွန်တော်တို့အဘစစ်တင်တဲ့စစ်ပြီးတဲ့အချိန်မှာကော်ဘရာမဖြစ်ခင်တည်းကဘူတာဘောရဲ့ကျွန်တော်တို့ဒီစစ်ကြောင်းမှာကိုကျွန်တော်အတူတူရှိနေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကဒုတိယအနေနဲ့ KMDO ဆိုတဲ့ကွန်မန်ဒိုတင်တန်းကိုကျွန်တော်ဆက်တက်ခဲ့တယ်။အဲ့လိုဆက်တက်ခဲ့ပြီးတဲ့အခါကျတော့ကျွန်တော်တို့2021ဒီဇင်ဘာ15မှာပဲကျွန်တော်တို့လီကစ်ကိုတိုက်ပွဲစုပြီးတော့ကျွန်တော်တို့စဖြစ်လာတယ်။အဲ့လိုစဖြစ်လာတဲ့အချိန်မှာကျွန်တော်က
ပေါ့နော်ဒီတင်တန်းကလည်းဆင်းပြီးဖြစ်နေတဲ့အတွက်ကျွန်တော်ကိုထောက်ဖို့တောင်းပေးတယ်ပေါ့နော်အဲ့ဒီအချိန်တော့ပေးတဲ့အချိန်မှာကျွန်တော်ကထောက်ဖို့တောင်းကျွန်တော်မယူရနဲ့ကျွန်တော်ကအချိန်မှာပဲသွားနေခြင်းနဲ့ရှေ့မှာပဲသွားနေခြင်းနဲ့ပြောတဲ့အချိန်မှာအဲ့ဒီအချိန်မှာဘူကြီးကရှေ့မှာတော့သွားနေရတဲ့ဒါပေမဲ့စစ်ပွဲဆိုတာတောင်းပြီးတော့မလိုက်ရဘူးအဲ့တော့ခဏနေအောင်လို့ပြောပြီးနောက်ရက်ကျတော့ဘူကြီးကလာခေါ်ပြီးတော့ကျွန်တော်ကိုရှေ့တန်းမှာထားတယ်ရှေ့တန်းမှာလာထားတော့တယ်ရှေ့တန်းမှာလာထားပြီးတော့ကဲမနန်းကထောက်ဖို့လည်းမလုပ်ချင်ဘူးရှေ့တန်းမှာပဲတိုက်ခိုက်ရေးထဲမှာပဲနေချင်တယ်ဆိုတဲ့ခါကျတော့အဲ့တော့ထောက်ဖို့လည်းလုပ်ရမယ်ရှေ့တန်းမှာလည်းတိုက်ခိုက်ရေးလုပ်ရမယ်ဆိုပြီးတော့တောင်းပေးချက်အရာထောက်ဖို့အနေနဲ့ရောရှေ့တန်းတိုက်ခိုက်ရေးအနေနဲ့ရောရှေ့တန်းမှာကျွန်တော်ပါဝင်ခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုလက်ရှိမှာရောဘာတွေလှုပ်ရှားနေလဲရှင်ကျွန်တော်ကကော်ရာနေပြီးကျွန်တော်ပြောင်းရွှေ့လာတာတစ်နှစ်ပြည့်တော့မှာပါရှင်နော်အခုလက်ရှိကကျွန်တော်ကဒီပဲခူးရိုးမဘက်ကနေပြီးတော့ဗောနော်တော်ဝင်တောင်းတက်ရဲမှာကျွန်တော်ကထောက်ဖို့အနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုလက်ရှိမှာကဒီတော်ဝင်တောင်းမှာတာဝန်ထမ်းဆောင်နေရပေါ့နော်ဒီလိုမျိုးတာဝန်ထမ်းဆောင်ရတဲ့အခါမှာအမအနေနဲ့ဒီထောက်ဖို့အနေနဲ့တာဝန်ထမ်းဆောင်နေတယ်လို့ကြားသိရတယ်ပေါ့နော်ဘာကြောင့်မို့လို့အမအနေနဲ့ဒီတိုက်ခိုက်ရေးကိုမရွေးချယ်ခဲ့တာလဲရှင်ဟုတ်ကဲ့ဒီဘက်ရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကအရှင်ဟိုဘက်မှာကျတော့ကျွန်တော်တို့ကထောက်ဖို့အင်အားအများကြီးရှိတယ်ရှင်ထောက်ဖို့အင်အားအများကြီးရှိနေတဲ့အခါကျတော့တိုက်ခိုက်ရေးလုပ်ရင်းနဲ့ထောက်ဖို့လုပ်ရင်းနဲ့တိုက်ခိုက်ရေးလည်းလုပ်လို့ရတယ်ဒီဘက်မှာပဲခူးတိုင်းဘက်ရောက်လာတဲ့အခါကျတော့ဒီဘက်မှာရှိနေတဲ့ဟာတွေကကျတော့ဒီလိုပေါ့နော်ဒီထောက်ဖို့မှုအင်အားကလည်းနည်းတယ်ထောက်ဖို့ဦးကြီးကလည်းတော်တော်လေးနည်းတယ်ပြီးကြတော့ဒီဘက်ကတိုက်ခိုက်ရေးကိုရဲဘော်တွေအားလုံးကလည်းတိုက်ခိုက်ရေးကိုပဲစိတ်ဝင်စားဆိုထောက်ဖို့စိတ်ဝင်စားအောင်ထောက်ဖို့စိတ်ဝင်စားအောင်ဆိုတဲ့ခါကျတော့ဒီဘက်ရောက်တော့ကျွန်တော်ကဒီဘက်ကတိုင်ရင်မှုနဲ့ပြောတဲ့အချိန်မှာ तू ကရဲဘော်တွေကငွေမရှာနိုင်ဘူး तू ကစိတ်မဝင်စားဘူးသူတို့အဲ့ဒီအတွက်ဒီငွေရှာတဲ့ဘက်ကိုပဲမနန်းဥတီပြီးလုပ်ပြီးပါ။ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒီတိုက်ပွဲတစ်ပွဲမှာကကျွန်တော်တို့ကစားနပ်ရိတ်ခါကျွန်တော်တို့ကြည်ဖို့ပေါ့နော်ဒီစစ်ပွဲတစ်ပွဲရဲ့ကုန်ကြစရိတ်ခါကျွန်တော်တို့ထောက်ဖို့ကဏ္ဍကမှရမှာဖြစ်တဲ့အတွက်ဒီအရေးပါတဲ့ထောက်ဖို့ကဏ္ဍမှာလဲဒါမနန်းပါဝင်ပြီးတော့ဒီဟာကိုပဲဒီဇိုင်းမစူးစမ်းအထောက်ပြီးလုပ်ပြီးပါလို့တာဝန်ပေးလို့မို့အခုလက်ရှိမှာလည်းကျွန်တော်ထောက်ဖို့အနေနဲ့လုပ်နေတာပေါ့။ထောက်ဖို့အနေနဲ့လုပ်နေပဲပွဲကြီးဖြစ်လာလို့ကြုံခဲ့ရင်တော့ကျွန်တော်ကတော့ကြုံရင်တော့ကျွန်တော်တို့ကလည်းထောက်ဖို့အနေနဲ့လည်းပြည့်ရမှာပဲလေအဲ့လိုလည်းရှိပါတယ်ဟုတ်ကဲ့ဒီထောက်ဖို့ကလည်းຫນွေဦးတော်လည်းမှာအရေးကြီးတဲ့ကဏ္ဍတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒီလိုအခုလိုပဲဒီ၄နှစ်ကျော်ဆိုတဲ့ကာလအထိပေါ့နော်ဒီအမျိုးသမီးတယောက်အနေနဲ့အခုလိုမျိုးဖြတ်တန်းရတယ်ပေါ့နော်ဒီထောက်ဖို့လုပ်ရတဲ့အခါမှာခက်ခဲတွေများစွာရှိခဲ့တယ်ပေါ့နော်အဲ့ဒီခက်ခဲတွေကိုအမအနေနဲ့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲရှင်ထောက်ဖို့လုပ်တာကတော့တော်တော်လေးခက်ကြော်ဖြဲရတာအများကြီးရှိတယ်ပေါ့နော်ဥပမာပြောပြတာ line အဆင်မပြေတဲ့နေရာပေါ့အခုဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါရှေ့တန်းမှာရောက်နေတယ်ဒါရှေ့တန်းမှာရောက်နေတယ်ဆိုပေမဲ့လေကျွန်တော်တို့ကထောက်ဖို့ဆိုတဲ့ခါကျကျွန်တော်တို့ line ရှိတဲ့နေရာမှာနေမှအဆင်ပြေတာဒါပေမဲ့ line ရဖို့အတွက်ကျွန်တော်တို့အခုဆိုလို့ရှိရင် Starlink နေပါတယ်ပေါ့နော်ကျွန်တော်တို့ရှာပြီးတော့လုပ်ပေးတာဒါပေမဲ့ Starlink တစ်ခုရဲ့ကုန်ကြစရိတ်ဆိုတာကလည်းဒါစဉ်းစားကြည့်လို့ရတယ်လေအများကြီးပဲရှိနေတဲ့ခါကျတော့တစ်ခါတလေကျတော့ပြည်သူတွေကလည်းမောလာတယ်ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူတွေလည်းမောလာတဲ့အချိန်မှာထောက်ပို့မှုကအများကြီးမရောက်လာတော့မရောက်လာတဲ့အချိန်မှာကိုကပြန်တွက်ဆရတယ်ပေါ့နော်ပြန်တွက်ဆပြီးတော့လုပ်ရရည်လည်းအများကြီးရှိတယ်နောက်တစ်ခုကကြတော့အခုလက်ရှိက Starlink နဲ့သုံးနေတာတောင်မှပဲလိုင်းကျသွားတယ်ထောက်ပို့ထီရောင်းနေတယ်ဆိုတာကတရင်ရဲ့ရိတ်ခါအတွက်ရောင်းနေတာကွာအဲ့မှာကိုကတော့ရောင်းနေတဲ့အချိန်နဲ့ရောင်းနေတယ်ပြီးတော့လိုင်းကကျသွားပြီးတော့လိုင်းကျသွားတယ်ဆိုလို့ရှိရင်ဝယ်တဲ့လူတွေရောလှူမဲ့လူတွေရောတခါအစ်စ်ပြန်ရှာရတယ်ပြန်ရှာပြီးဒီလိုအခက်ခဲလို့ရတယ်နောက်တစ်ခုကကြတော့ဒီဘက်မှာကကြတော့ဒီပဲခူးတိုင်းဘက်မှာကြတော့အရန်စီအရန်ရေးကြီးနေတယ်ပဲခူးဆိုတာကရန်ကုန်မန္တလေးအတွက်ကိုထိုးစစ်ဆင်နိုင်တဲ့နေရာဆိုတာကိုပြည်သူတွေလည်းအလုံးသိစေချင်တယ်အဲ့လိုရေးကြီးတဲ့နေရာမျိုးမှာထောက်ဖို့ပြည်သူတွေကဒီလိုနေရာမျိုးပေါ့ပဲခူးတိုင်းဘက်လိုနေရာမျိုးကိုစိတ်မဝင်စားပဲနဲ့ပေါ့နော်ဒီတခြားတီစီကရင်ပြည်နယ်ဘက်မျိုးပဲအရန်ကြီးစိတ်ဝင်စားနေတဲ့အခါကျတော့ဒီပဲခူးတိုင်းဘက်ကတော်တော်လေးကိုပဲထောက်ဖို့မှုစနစ်ကတော်တော်လေးကိုပဲနည်းနည်းပါးလေးပဲရှိပြီးတော့ပေါ့နော်ဘယ်လိုခေါ်မလဲတိတ်အစင်မပြေဘူးပေါ့တော်တော်ရုန်းကန်နေရတဲ့အခြေအနေတွေရှိပါတယ်ရှင်နော်ဟုတ်ကဲ့အမကထောက်ဖို့တော့ဒီလိုမျိုးထောက်ဖို့ရတဲ့အခါမျိုးမှာဒီစစ်ဆောင်ပြည်သူတွေပေါ့နော်စစ်ဆောင်ပြည်သူတွေရောလားဒါမှမဟုတ်ရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတင်မဲလားပေါ့နော်ဘယ်လိုမျိုးထောက်ပို့ခဲ့ရလဲရှင်အမအနေနဲ့ဘယ်လိုပုံစံမျိုးတွေထောက်ပို့ခဲ့ပြီးတော့သူထောက်ပို့ရတဲ့အခါမျိုးမှာပေါ့နော်သူတို့အတွက်ဒီအဓိကလိုအပ်ဆုံးကဘာတွေဖြစ်မလဲရှင်
ဟုတ်ကဲ့ကျွန်တော်တို့ကြတော့လေဒီကျွန်တော်ကကြတော့ကိုဘရာမနေတုန်းလေးကလည်းကိုတက်ရင်အတွက်ကိုအဲဟိုထောက်ဖို့အဖြစ်ကိုတာဝန်ယူတယ်ဒီဘက်မှာလည်းအဲ့လိုထောက်ဖို့တာဝန်ယူဒါပေမဲ့ဟိုဘက်မှာတုန်းကလည်းကျွန်တော်တို့စစ်ဆောင်စခန်းတွေကိုကျွန်တော်တို့သွားပြီးတော့ပေါ့နော်ဘန်ကောက်ကနေပြီးတော့ပေါ့နော်အဲ့ဒီဘက်ကကြတော့ဘာလို့လိုရလဲဆိုတဲ့ခါကျတော့စစ်ဆောင်စခန်းတွေကကြတော့စာဝတ်နေတွေပေါ့နော်စာဝတ်နေခက်ခဲတာတွေပေါ့နော်ခလေးချမ်းမကြီးအတွက်ပေါ့နော်ဒီရေအိမ်သားတို့ရေဟွာတို့ရေတွင်းတို့အိမ်သားတို့သူတို့အမိုးအကာတို့ဒါတွေကဆက်လက်အားလုံးခက်ခဲတဲ့အခါကျတော့ထောက်ဖို့လုပ်နေရင်းနဲ့ဒီစစ်ဆောင်တွေကိုလှူမယ်ဆိုလို့ရှိရင်လှူလို့ရတယ်ဆိုတဲ့အကြောင်းသူတို့ဗီဒီယိုကလစ်ကလေးဓာတ်ပုံလေးတွေပေးပြီးတော့အဲ့ဒါလည်းဟိုဘက်မှာတက်မှ6မှာလည်းဒီလိုပုံစံမျိုးတွေကျွန်တော်သွားလှူခဲ့တာရှိတယ်ဒီဘက်မှာကျတော့ကျွန်တော်ဘကိုးတိုင်းဘက်မှာကျတော့စစ်ဆောင်တွေရှိတယ်စစ်ဆောင်တွေရှိတဲ့အခါကျတော့ဒီကလေးတွေပေါ့နော်ကလေးတွေပညာရေးအတွက်ပေါ့ကျွန်တော်တို့လိုအပ်တဲ့အရာလေးတွေပေါ့ဒီဘက်မှာစာတင်ကျောင်းမှာစာတင်လို့ရတဲ့အခြေအနေမဟုတ်တဲ့အခါကျတော့အဆင်ပြေသလိုစာတင်ရတာတွေရှိတယ်အဲ့တော့ကလေးတွေပညာရေးအတွက်လှူတယ်ပြီးကြတော့ဒီစစ်ဆောင်စခန်းစစ်ဆောင်နဲ့သူတွေပေါ့နော်အဲ့လိုပေါ့သူတို့မိသားစုတွေအတွက်နေစရာထိုင်စရာလေးတွေပေါ့နော်တခြားစားနပ်ရိက္ခာလည်းလူတယ်ဒါကကြတော့ကျွန်တော်ကတော်ဝင်တော့တိုင်ရင်အနေနဲ့ဒီမှာရှိနေတဲ့ပြည်သူလုံခြုံရေးပေါ့နော်ပြည်သူလုံခြုံရေးကဆရာတော်ဆိုတဲ့ရဲဘော်ဆရာတော်နဲ့အတူတူသွားပြီးတော့ပေါ့နော်ဒီတော့မြို့သားညီညွတ်ရေးအစိုးရလူသားစာနာကပေးတဲ့ပေါ့နော်စံတို့ရိက္ခာတို့ဒါမှမဟုတ်တခြားအလူရှင်တွေကနေပြီးတော့စီဝေပါစံဝေပါကြက်သွန်ဝေပါဒါမျိုးတွေကိုကျွန်တော်တို့ကမကြာခဏဆိုသလိုပေါ့နော်အ ਨੇ ဆုံးတစ်လကိုတစ်ချိန်ကတော့ကျွန်တော်တို့သွားလှူတဲ့အစီအစဉ်တွေစစ်ဆောင်တွေသွားလှူတဲ့အစီအစဉ်တွေလည်းကျွန်တော်တို့ရှိပါတယ်ရှင်ဟုတ်ကဲ့ဒီပေါ့နော်အမအတွေ့အကြုံတွေကနေတဆင်းဒီအခြားမျိုးသမီးတွေအတွက်ပေါ့နော်ဘလို့စနမူနာတွေပေးချင်လဲရှင်အမျိုးသမီးတွေဆိုတာကနိုင်ငံရေးမှာရောဒီတော်လှန်ရေးမှာရောပေါ့နော်ကျွန်တော်တို့ကမပါမဖြစ်တဲ့သူတွေပါအမျိုးသမီးတွေကတခြားသောအမျိုးသားထိထက်တချို့အရာတွေကအုံနောက်ပြရတယ်အများကြီးရှိတယ်အဲ့တော့အမျိုးသမီးတွေကျွန်တော်ပြောချင်တာကအမျိုးသမီးတွေအားမငယ်ပါနဲ့လို့ဟိုအမျိုးသမီးဂျန္နာခွဲခြားမှုတွေရှိခဲ့ရင်တောင်မှပဲကိုတိုင်ကထိုးဖောက်ထွက်ပါလို့နော်ကိုတိုင်ကထိုးဖောက်ထွက်ပြီးတော့တော်နေသောအမျိုးသမီးထက်မြက်နေသောအမျိုးသမီးဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းအားလုံးကိုမှန်ကန်နေရမယ်မှန်ကန်နေသောအမျိုးသမီးဆိုလို့ရှိရင်ကြားမဖိုဝါဒီခွဲတဲ့အရာတွေအားလုံးဟာဖြစ်လာနိုင်ကြဘာကြောင့်မှမရှိတဲ့အတွက်เนาะသူတို့တလန်းလျှောက်ရင်ကိုနှစ်လန်းလျှောက်လို့ပြီးမယ်ဆိုလို့ရှိရင်သူတို့ရဲ့ပို့ပြီးတော့တလန်းပို့လျှောက်ပေးပါလို့เนาะအမျိုးသားတလန်းဆိုလို့ရှိရင်ကိုနှစ်လန်းလျှောက်ရမယ်ဆိုလို့ရှိရင်နှစ်လန်းလျှောက်ပြီးတော့စူးစမ်းပေးကြပါလို့အမျိုးသမီးတွေကထောက်ဖို့ကဏ္ဍမှာလည်းအရေးကြီးတယ်ပြီးတော့เนาะဒီတိုက်ခိုက်ရေးမှာဆိုလို့ရှိရင်လည်းဒါပါဝင်နေရရှိတယ်စနိုက်ပါမာတွေလည်းရှိတယ်စစ်တပ်သားတွေဆိုတာတွေလည်းရှိတယ်ပြည်တွင်းပြည်ပထောက်ဖို့တွေဆိုတာလည်းရှိပေါ့เนาะအဲ့ဒီအတွက်အမျိုးသမီးတွေဟာဒီနိုင်ငံရေးဒီတော်လှန်ရေးကဏ္ဍမှာမရှိမဖြစ်ပါဝင်ရမယ့်အမျိုးသမီးတွေဖြစ်တဲ့အတွက်အားတင်းထားပြီးတော့ပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ဒီအခုလာမယ်ပေါ့နော်ဒီအကျန်းဖက်စစ်ကောင်စီကအခုလာမယ်ပေါ့နော်ဒီဇင်ဘာလမှာဒီအကျန်းဖက်စစ်ကောင်စီကဘလို့နေသူတို့ကတော့ရွေးကောက်ပွဲလောက်ကူလုံးမှာဒီလိုနီလန်းပေါင်းစုံလေးနဲ့ဝါလာဖြတ်နေပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုဗီဒီယိုတွေပါဖြတ်နေဒီသူတို့တွေဝါလာနီမျိုးစုံနေပေါ့နော်ဟိုသူတို့ဝါလာဖြတ်နေရအောင်လေတွေ့ရတယ်ပေါ့နော်ဒါကြီးကထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီးဆိုတာကြီးကိုလေပြည်သူတွေသိရှိအောင်လို့ပြောပြပေးပါအောင်မရဲ့အခုပေါ့နော်ဒီစစ်အာဏာရှင်လုပ်နေတဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲတကယ်တမ်းကျတော့ထွက်ပေါက်ဆိုတာကျွန်တော်တို့ပြည်သူတွေထွက်ပေါက်မဟုတ်ဘူးနော်အာဏာရှင်ဆိုတဲ့မင်းအောင်လှိုင်အတွက်ထွက်ပေါက်ဒီရွေးကောက်ပွဲကြီးဟာကျွန်တော်တို့ပြည်သူတွေရဲ့သွေးတွေနဲ့ရင်းပြီးတော့သူတို့အာဏာတည်မြဲဖို့အတွက်လုပ်နေတဲ့ရွေးကောက်ပွဲအတူအယောင်ရွေးကောက်ပွဲဒီရွေးကောက်ပွဲကိုကျွန်တော်တို့လက်ခံလို့မရဘူးဒီရွေးကောက်ပွဲကိုကျွန်တော်တို့အားလုံးကစန့်ကျင်မှရမယ်။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်အခုဆိုလို့ရှိရင်သူတို့အနေနဲ့ကနော်အများပြည်သူနေတဲ့နေရာတွေနော်ဒီတာတနီကအဆောက်အဦတန်ဃာတော်တွေနော်ခလေးတငယ်တွေကိုနော်သူတို့တွေဒီနေရာမှာကိုရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်လေရင်နဲ့ရောလက်နက်ကြီးနဲ့ရောနော်သူတို့စစ်လက်နက်ပစ္စည်းအမျိုးပေါင်းစုံတွေကိုသူတို့ပြည်သူတွေကိုလိုက်ပြီးတော့တက်ဖြတ်နေတယ်အဲ့တော့ဒီလိုသွေးစွန်းနေတဲ့ရွေးကောက်ပွဲမျိုးကိုကျွန်တော်တို့လက်ခံလိုက်မယ်ဆိုလို့ရှိရင်နော်ကြားတွေကိုအသက်သွင်းသလိုဖြစ်လာနိုင်တယ်အဲ့တော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုံးဝလက်မခံပါကျွန်တော်တို့ရမယ်အဲ့တော့ဒီရွေးကောက်ပွဲဒီအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးစန့်ကျင်ရမယ်เนาะအဲ့တော့ကျွန်တော်တို့တွေဒီเนาะဒီရွေးကောက်ပွဲကိုဘလို့ပုံစံမျိုးနဲ့ပဲသူတို့တွေလုံနေပါစေကျွန်တော်တို့တော်လန်ရေးဒီဘယ်တော့မှနားသွားမှာမဟုတ်ပါဘူးသူတို့ရွေးကောက်ပွဲလုတ်တီဖြစ်စေမလုတ်တီဖြစ်စေကျွန်တော်တို့ဒီမင်းအောင်လှိုင်နဲ့အတူစစ်အာဏာရှင်ကိုအဆုံးထိတိုက်မယ်လုံးဝမနာဘူးလို့ကျွန်တော်တို့တွေပြောချင်ပါတယ်ရှင့်ဟုတ်ကဲ့ရှင်ဟုတ်အခုလို့တော်လန်ပုံကံပြုံမီတို့အာမန်စီစဉ်ကိုပါဝင်ပေးတဲ့အတွက်အမကိုကျေးဇူးရမ်းတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်တော်လန်ပုံကံပြည်သူတို့အာမန်ကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျွန်တော်တို့အမျိုးသမီးတွေရဲ့ပြောချင်တဲ့စကား
အမျိုးသမီးတွေရဲ့ဖြစ်ချင်တဲ့အရာတွေအားလုံးကိုပုံဖော်ပေးလို့လဲเนาะကျေးဇူးအရင်တင်ပါတယ်လို့ပြောချင်ပါတယ်ရှင် ဒီအပတ်မှာတော့လောက်ပါပဲပြည်သက်ကြီးတို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံပြိုမီတို့အားမှန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်